Ready ပဲ show ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အပြောင်းရွှေ့ဈေးကွက်ရဲ့နောက်ဆုံးသတင်းဘက်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီး United ရဲ့လှုပ်ဆောင်ချက်တွေကပြီးဆုံးဖို့အဝေးကြီးလိုပါသေးတယ်။ Alejandro Balde ကပြောင်းရွှေ့ဖို့ညှင်းဆန်ထားတယ်လို့သတင်းထွက်နေပေမဲ့ဒါဟာ Arsenal ရဲ့ကစားသမား Miles Lewis Kelly ကိုခေါ်ယူဖို့ United ရဲ့ရဲရင်နဲ့ပြစ်မှတ်ထားမှုကိုတားဆီးနိုင်ခြင်းမရှိခဲ့ပါဘူး။ဒါအပြင် Joshua Zirkzee ရဲ့မရေရာတဲ့အနာဂတ်အကြောင်းသတင်းတွေနဲ့တဦးချင်းစုကြီးကိုရရှိခဲ့ပြီးနောက် Bruno Fernandes ရဲ့အမှန်တကယ်မုံမြတ်တဲ့စကားတွေကိုပါတင်ဆက်ပေးသွားပါမယ်။ဘယ်နောက်ခံလူနေရာနဲ့ပတ်သက်ပြီးစိတ်ပျက်စရာသတင်းတစ်ခုနဲ့စလိုက်ရအောင်ပါ။ Manchester United ဟာဒီနွေရာသီမှာ Alejandro Balde ဘာစီလိုနာကနေထွက်ခွာဖို့အစီအစဉ်မရှိဘူးဆိုတဲ့အကြောင်းပြန်ကြားခြင်းခံခဲ့ရပါတယ်။စပိန်လက်ရွေးစင်ကစားသမားဟာ Old Trafford စီပြောင်းရွှေ့ဖို့သတင်းကြီးခဲ့ပေမဲ့ Fabrizio Romano ရဲ့အဆိုအရတော့ဒီသတင်းဟာပြက်ပြယ်သွားခဲ့ပြီဖြစ်ပါတယ်။ဘာဒီယာဘာစီလိုနာအသင်းစီတိုက်ရိုက်အကြောင်းကြားခဲ့ရမှာအသင်းမှာပဲဆက်ရှိခြင်းပြီးအပြောင်းရွှေ့ပိတ်ရမတိုင်မီတကယ်ပဲကြီးမားတဲ့အကန့်အသတ်မှုတစ်ခုရောက်လာမှသာသူ့ရဲ့ဆုံးဖြတ်ချက်ပြောင်းလဲနိုင်မယ်လို့ဆိုပါတယ်။ဒါကြောင့်စာရွက်ပေါ်မှာလုံးဝပြက်ပြယ်မသွားသေးဘူးဆိုရင်တော့ဒီအပြောင်းရွှေ့ဟာလက်ရှိအခြေအနေမှာဖြစ်နိုင်ခြေအတော်လေးနှဲပါသွားခဲ့ပါပြီ။ဒီသတင်းစုဟာ United ရဲ့တနွေလုံးဘယ်နောက်ခံလူနေရာအတွက်ရုန်းကန်နေရတဲ့အခြေအနေနဲ့ထပ်တူကျနေပါတယ်။ United ဟာဒီနေရာအတွက်အားဖြည့်ဖို့အလွန်လိုအပ်နေခဲ့ပြီးဈေးကွက်တစ်လျှောက် Newcastle ရဲ့ Lewis Hall ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့ Newcastle ကတောင်းဆိုတဲ့ဈေးနှုန်းကြောင့်မဖြစ်နိုင်ခဲ့ပါဘူး။ Lewis Hall ကိုမရနိုင်တော့တာဘာဒီကလည်းညှင်းဆန်လိုက်တာကြောင့် United ဟာအခြားရွေးချယ်စရာတွေကိုလိုက်လံရှာဖွေနေခဲ့ရပါတယ်။အဲ့ဒီအထက်မှာဘာဒီနီတူ David Rand နဲ့ Jess Salinas တို့ရဲ့အမည်တွေလည်းပါဝင်လာခဲ့ပါတယ်။ဒါအပြင် Miles Lewis Kelly ကိုလည်းဈေးကွက်စတင်ချိန်ကလေးက United စီကမ်းလှမ်းမှုတွေရှိခဲ့ပူပါတယ်။ဒါဟာကျွန်တော်တို့ရဲ့နောက်ထပ်သတင်းကြီးစီကိုဦးတည်သွားစေပါတယ်။တန်သတင်းစာရဲ့ဖော်ပြချက်အရ Manchester United ဟာ Arsenal ရဲ့ Miles Lewis Kelly ကိုလက်လျှော့ဖို့အစီအစဉ်မရှိသေးပဲအပြောင်းရွှေ့မပိတ်မီဒီအင်္ဂလန်ကစားသမားကိုခေါ်ယူနိုင်မယ်လို့ယုံကြည်နေစေဖြစ်ပါတယ်။ Mikel Arteta က Lewis Kelly Emirates မှာပဲဆက်ရှိနေမယ်လို့လူသိရှင်ကြားအတိအလင်းပြောကြားထားပေမဲ့လည်းဖြစ်ပါတယ်။နီးပြတယောက်အနေနဲ့ဒီထက်ပိုရှင်းတဲ့ထုတ်ဖော်ပြောဆိုမှုမရှိနိုင်တော့ပါဘူး။ဒါပေမဲ့ United ဟာနောက်ဆုံးသတင်းဘက်မှာအသင်းကိုအားဖြည့်ဖို့ကြိုးစားနေတာကြောင့် Arteta ရဲ့ပြောကြားချက်တွေကိုဂရုမထားဘဲဆက်လက်ကြိုးပမ်းသွားဖို့ရည်ရွယ်ထားပါတယ်။ဒါဟာနီးပြကိုယ်တိုင်ဘာမှဖြစ်မလာဘူးလို့ပြောထားတဲ့ကစားသမားတစ်ယောက်ကို Arsenal ရဲ့ဆုံးဖြတ်ချက်ဘယ်လောက်ခိုင်မာလဲဆိုတာစမ်းသပ်လိုက်တဲ့ United ရဲ့ရဲရင်တဲ့အစီအစဉ်ဖြစ်ပါတယ်။အပြောင်းရွှေ့မပိတ်မီတကယ်ဖြစ်လာမလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပေမဲ့စိတ်ဝင်စားစရာအခြေအနေတစ်ခုပဲဖြစ်ပါတယ်။ United ရဲ့အပြောင်းရွှေ့လှုပ်ဆောင်ချက်တွေဟာ Carlos Baleba ရောက်ရှိလာရုံနဲ့ရပ်တန့်မသွားခဲ့ပါဘူး။ Brighton ကွင်းလယ်လူဟာပေါင်80မီလီယံတန်သဘောတူညီမှုနဲ့ United စီတရားဝင်ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ Daily Mail ရဲ့ဖော်ပြချက်အရ United ဟာအပြောင်းရွှေ့မပိတ်မီနောက်ထပ်လှုပ်ဆောင်ရမယ့်အပြောင်းရွှေ့အလုံးနှစ်ခုကြန့်ရှိနေသေးတယ်လို့ဆိုပါတယ်။ပထမတစ်ခုကတော့ Balde နဲ့ Lewis Kelly တို့ရဲ့အခြေအနေဘယ်လိုပဲဖြစ်ဖြစ်ဘယ်နောက်ခံလူတစ်ယောက်ခေါ်ယူဖို့နီးပြ Michael Carrick ကလိုလားနေတာဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့တိုက်စစ်မှုတစ်ယောက်ထပ်မံဖြည့်ဆည်းဖို့ဖြစ်ပြီးဒါက Joshua Zirkzee ရဲ့အခြေအနေစီဦးတည်သွားစေပါတယ်။ Joshua Zirkzee ရဲ့ Old Trafford ကစားသမားဘဝဟာအဆုံးသတ်သွားနိုင်ပြီးတင့်တော်တဲ့အစားထိုးကစားသမားရရှိပါက United ဘက်ကသူ့ကိုထွက်ခွာခွင့်ပေးပွဲရှိပါတယ်။ Juventus နဲ့ Aston Villa တို့နှစ်သင်းလုံးကဒီဟာလန်တိုက်စစ်မှုကိုစောင့်ကြည့်နေကြပါတယ်။ပြီးခဲ့တဲ့အပတ်စဉ်က Hull City ကို2ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ Zirkzee ဟာပွဲထွက်ခွင့်မရဘဲအရန်ခုံမှာပဲထိုင်ခဲ့ရတာဟာသူ့ရဲ့အသင်းတွင်းအခြေအနေကိုပေါ်လွင်စေခဲ့ပါတယ်။ Matthias Cunha, Benjamin Sesko နဲ့ Brian Mbeumo တို့ဟာတိုက်စစ်အလယ်မှာစော်ကစားနိုင်ကြသလို Zirkzee ကစားနိုင်တဲ့တောင်ပန်နေရာတွေမှာလည်းအခြားရွေးချယ်စရာတွေရှိနေတာကြောင့်နီးပြ Carrick ကသူ့ကိုအပိုလူအဖြစ်သတ်မှတ်လိုက်ပုံရပါတယ်။ Zirkzee ဟာ2022မှ2024အတွင်းဘိုလော့နာမှာခြေစွမ်းပြခဲ့မှုတာကြောင့် Juventus ကသူ့ကိုအီတလီစီပြန်လည်ခေါ်ဆောင်ခြင်းနေပါတယ်။ Aston Villa ကလည်းဒီအခြေအနေကိုစောင့်ကြည့်နေပြီးအနာဂတ်မှာအပြီးသက်ဝယ်ယူရမယ့်အပိုက်ပါဝင်တဲ့အငှားစာချုပ်နဲ့ခေါ်ယူပွဲရှိပါတယ်။အပြောင်းရွှေ့သတင်းတွေအပြင် Bruno Fernandes ရဲ့မျှဝေခြင်းစရာကောင်းတဲ့အခိုက်အတန့်လေးလည်းရှိခဲ့ပါတယ်။ပေါ်တူဂီကွင်းလယ်လူဟာ Manchester မှာကျင်းပခဲ့တဲ့အခမ်းအနားမှာကစားသမားချင်းချင်းမဲပေးရွေးချယ်ကြတဲ့ PFA တနှစ်တာအကောင်းဆုံးကစားသမားဆုကို Arsenal ရဲ့ Declan Rice ကိုကျော်လွန်ပြီးစုခူးနိုင်ခဲ့ပါတယ်။ဒါဟာ Ruben Amorim ထွက်ခွာသွားပြီးနောက် United ကိုအဆင့်3နေရာနဲ့ Champions League ဝင်ခွင့်ရရှိအောင်ဦးဆောင်ပေးခဲ့တဲ့ Bruno အတွက်လက်ရွေးစင်ရာသီတစ်ခုရဲ့အထွတ်ထိပ်ဖြစ်ခဲ့ပါတယ်။သူဟာ Thierry Henry နဲ့ Kevin De Bruyne တို့စံချိန်တင်ထားတဲ့ပေးပို့ဖန်တီးမှု20ကိုကျော်လွန်ပြီး Premier League ရဲ့တရားသီအတွင်းအများဆုံးဂိုးဖန်တီးမှုစံချိန်တစ်ကိုလည်းတင်နိုင်ခဲ့ပါတယ်။ဆုနဲ့ပတ်သက်ပြီးမေးမြန်းချိန်မှာ Bruno ရဲ့တုံ့ပြန်မှုကအတော်လေးပေါ်လွင်ခဲ့ပါတယ်။တူးချင်းဆုထက်အသင်းရဲ့ဖလားဆုနဲ့လဲမလားလို့မေးမြန်းခဲ့ရမှာ Bruno ကလူတိုင်းဒီတိုင်းပဲဖြေကြမှာပါလို့တွန်းဆုံမနေပဲပြုံးပြီးတုံ့ပြန်ခဲ့ကကျွန်တော်တို့တင်းနဲ့ကစားနေတာမဟုတ်ပါဘူးလို့ပြောကြားခဲ့ပါတယ်။ဒါဟာသူ့ရဲ့စိတ်သက်ပိုင်းကိုဖော်ပြနေတဲ့စကားဖြစ်တယ်လို့အပြောင်းရွှေ့ရှုပ်ထွေးနေချိန်မှာလည်းအသင်းရဲ့စံချိန်စံညွှန်းတွေကိုသတိပေးလိုက်တာဖြစ်ပါတယ်။ဘာဒီကတော့လက်ရှိချိန်မှာညှင်းဆန်ထားသေးဖြစ်ပေမဲ့ United ဟာ Arteta ရဲ့ညှင်းဆိုမှုကြားကပဲ Lewis Kelly ကိုခေါ်ယူဖို့လက်မလျှော့သေးပါဘူး။ Zirkzee ရဲ့အနာဂတ်ကလည်း Juventus နဲ့ Villa တို့ရဲ့စိတ်ဝင်စားမှုကြောင့်မရေမရာဖြစ်နေပါတယ်။ United အနေနဲ့ Lewis Kelly ကိုအံ့အားသင့်ဖွယ်ခေါ်ယူနိုင်မယ်လို့ထင်ပါသလား။ Zirkzee ထွက်ခွာသွားရင်ရောကျေနပ်ကြမှာလားဆိုတော့မှတ်ချက်တွေမှာရေးပေးခဲ့ကြပါဦး။အခြားသတင်းအနေနဲ့ United ဟာတန်းတက်လာတဲ့ Hull City အသင်းကို Noel Mendy နဲ့ Simi Ajayi တို့ရဲ့ဂိုးတွေကြောင့်2ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ပွဲပြီးမှနီးပြ Michael Carrick ကစိတ်ပြတ်မိကြောင်းဝန်ခံခဲ့ပေမဲ့ဒါဟာပွဲတစ်ပွဲမျှသာဖြစ်ပြီးအသင်းအနေနဲ့ဒီရှုံးနိမ့်မှုကိုသင်ခန်းစာယူကပုံမတန်မာစွာပြန်လာရမယ်လို့ပြောခဲ့ပါတယ်။
ဒီရက်လက်ဆိုးကြောင်းနဲ့ကွင်းနောက်ွယ်ကအပြောင်းရွှေ့လှုပ်ဆောင်ချက်တွေကပုံမှုအရေးပါလာခဲ့ပါတယ်စိတ်ဝင်စားစရာသတင်းဖြစ်စပိန်မီဒီယာစပို့ရဲ့ဖော်ပြချက်အရဘာစီလိုနာဘယ်နောက်ခံလူအလက်ဟန်ဒရိုဘာဒီယာအသင်းသစ်ရှာဖွေဖို့ Agent George Mendes ကိုမီးစိမ်းပြလိုက်ပြီးဖြစ်ပြီး United ဟာသူအလိုချင်ဆုံးအသင်းဖြစ်တယ်လို့ဆိုပါတယ်ဘာဒီယာ LG ကို9-9မရှိနဲ့နိုင်ခဲ့တဲ့ပွဲမှာဘာစီလိုနာအသင်းလူစင်းရဲကနေချန်လက်ခံခဲ့ရပါတယ်မိပြဟန်စီဖလစ်ကပွဲပြီးမှဘာဒီနဲ့စကားပြောခဲ့ကြောင်းအပြောင်းရွှေ့သတင်းတွေကြောင့်စိတ်မပါဖြစ်နေတာကိုတွေ့ရသဖြင့်အိမ်မှာပဲအနားယူစေခဲ့တာဖြစ်ပြီးထွက်သွားဖို့မပြောခဲ့ကြောင်းရှင်းလင်းခဲ့ပါတယ်Fabrizio Romano ကလည်းဘာစီလိုနာဘက်ကကမ်းလှမ်းမှုကောင်ရရင်ရောင်းထုတ်ဖို့လမ်းဖွင့်ထားပေမဲ့ဘာဒီကိုတိုင်ကတော့ထွက်ခွာဖို့တွန်းအားပေးခြင်းမရှိကြောင်းအတည်ပြုခဲ့ပါတယ်။ဘာဒီကိုဘင်ဖီကာကလည်းစိတ်ဝင်စားနေပြီးကာလာပေါက်ဈေးပေါင်း43မီလီယံခန့်ရှိပါတယ်။ Manchester United ဟာ Brighton ကွင်းလယ်လူ Carlos Baleba ကိုခေါ်ယူဖို့ပေါင်80မီလီယံနဲ့သဘောတူညီမှုရရှိခဲ့ပါတယ်။ United ဟာအစောပိုင်းပေါင်65မီလီယံပေးချေရမှာဖြစ်ပြီးအပိုစုကြီးဖြစ်ပေါင်9မီလီယံပါဝင်မှာဖြစ်ပါတယ်။ Brighton ဘက်ကနောက်တစ်ချိန်ပြန်လည်ရောင်းချပါကရာခိုင်နှုန်းရရှိမဲ့အပိုက်ကိုလည်းထည့်သွင်းထားပါတယ်။ United ဟာပြီးခဲ့တဲ့နွေရာသီကလေးကဘာလီဘာကိုစိတ်ဝင်စားခဲ့တော့လေထိုစဉ်ကပေါင်တန်း100ကျော်တောင်းဆိုခဲ့တာကြောင့်ယခုအခါပေါင်35မီလီယံသက်သာစွာဖြင့်ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ဘာလီဘာဟာ9နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးဒဏ်ရာကြောင့်စက်တင်ဘာလလယ်သို့မဟုတ်အောက်တိုဘာလအပြည်ပြည်ဆိုင်ရာပွဲစဉ်များအပြီးမှသာပါဝင်နိုင်ပွဲရှိပါတယ်။သူဟာ Andre Santos, Yuri Tielemans နဲ့ကာဒါလိုတို့ပြီးရင်ကာရီရဲ့စတုထမြောက်ခေါ်ယူမှုဖြစ်လာပါတယ်။နယူကာဆယ်နီးပြမာတီယက်ဂျစ်လာကတော့ Lewis Hall ကို United စီရောင်းချဖို့လုံးဝမဖြစ်နိုင်ကြောင်းအတိအလင်းပြောကြားခဲ့ပါတယ်။လီဗာပူးနဲ့2-0စီတည်ကြခဲ့တဲ့ပွဲအပြီးမှာပီတာရှမိုက်ကယ်ရဲ့မေးမြန်းမှုကိုဂျစ်လာကလုံးဝမဖြစ်နိုင်ဘူးလို့နှစ်ကြိမ်တိုင်တိုင်ရမော၍ညှင်းဆိုခဲ့တာဖြစ်ပါတယ်။နယူကာဆယ်အားဘရူနိုကီမာရိုက်ဆန်ဒရိုတိုနာလီနဲ့အန်တိုနီဂေါ်ဒွန်တို့ကိုလက်လွတ်ခဲ့ရပြီးဖြစ်၍အဓိကကစားသမားတစ်ယောက်ကိုထပ်မံလက်လွတ်လိုခြင်းမရှိတော့ပါဘူး။လက်ရှိ United ရဲ့ဘယ်နောက်ခံလူလူကရှော့ဟာဇူလိုင်လမှာအသက်31နှစ်ပြည့်ခဲ့ပြီးစာချုပ်သက်တမ်းနောက်ဆုံး12လအထိပဲကျန်ရှိတော့တာဖြစ်ပါတယ်။အလိုလျောက်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့အခွင့်အရေးရှိတော့လဲနီးပြကားရစ်ကရေရှည်အစားထိုးနိုင်မဲ့ကစားသမားကိုရှာဖွေနေတာကြောင့်ဘယ်နောက်ခံလူသစ်ခေါ်ယူရေးဟာအပြောင်းရွှေ့ပိတ်ခတ်နေချိန်မှာအထူးအရေးပါလာခဲ့တာပဲဖြစ်ပါတယ်။